ကျွန်တော်ကသူ့ live နှောက်ရှက်တယ်ပေါ့နော်သူနေရထိုင်ဒုက္ခရောက်ပါတယ်ဆိုပြီးတော့ပြောတယ်ပြီးတော့ဆရာမတွေစေးထဲလို့ရှိတယ်ဆရာမတွေစောင့်ကန်တာတို့ဘာလို့လဲလုပ်တယ်သူကအဲ့လိုတွေလုပ်တယ်သူနေခဲ့တဲ့နေရာကိုပြန်ပို့ပေးပါဆိုလို့သူနောက်ဆုံးကျွန်တော်သူနေခဲ့တဲ့နေရာကိုလာပြန်ပို့ပေးတာပါလူကျော်ပိုးကျော်လိုက်ပို့ပေးတာပေါ့နော်ဘာကြီးလားကျော်ပိုးကျော်ကိုရကောင်းတော့ကွာအားလုံးပဲမင်္ဂလာပါပရဟိတဖတ်တဖက်ကဦးလက်တယောက်ကိုကူညီတယ်ဒါပေမဲ့လို့လူနာအကူညီမခံတာရဲ့အမျိုးမျိုးတွေကြောင့်ပုံမှန်နေခဲ့တဲ့ခါတိုင်းနေခဲ့တဲ့နေရာကိုပြန်ပြီးတော့လာချပေးတဲ့ဗီဒီယိုဖြစ်ပါတယ်ပြီးတော့နောက်ဆုံးစကားယွန်းစရာကောင်းလိုက်တာကွာတဲ့ပရဟိတစိတ်ထားမရှိပရဟိတအလောက်ကမလောက်တာကောင်းဆုံးပဲလို့ကျွန်တော်မြင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကအတူလဲမို့ခဏလေးကြည့်ကြရအောင်အစဆုံးညဘေးကတရားကဒီတော့မတရားဘောကတော့ဟိုဘေးတော့တင်နေတော့မတနာစရာလဲနော်ကျွန်တော်တို့ဆေးရုံမှာအကောင်းဆုံးအတက်နိုင်ဆုံးကုသပေးပါတယ်ကျွန်တော် operation ဝင်ရမယ်ဒီပေါ် operation ဝင်ရမယ်ခြေတော့ကပုတ်နေပြီဆိုလို့အားရတော့ operation ဝင်မယ်လုပ်တဲ့အလုပ်ကလုံးဝလက်မခံပါဘူးစောင်းဖယ်လိုက်စောင်းတတ်ထားလိုက်လုံးဝလက်မခံတဲ့အတွက် तू ကကျွန်တော်တို့ကကူညီပေးတော့ तू ကကျွန်တော်ကသူ့ live နှောက်ရှက်တယ်ပေါ့နော် तू နေရထိုင်ဒုက္ခရောက်ပါတယ်ဆိုပြီးတော့ပြောတယ်ပြီးတော့ဆရာမတွေစေးထဲလို့ရှိတယ်ဆရာမတွေစောင့်ကန်တာတို့ဘာတွေလဲလုပ်တယ် तू ကအဲ့လိုတွေလုပ်တယ်သူနေခဲ့တဲ့နေရာကိုပြန်ပို့ပေးပါဆိုလို့သူနောက်ဆုံးကျွန်တော်သူနေခဲ့တဲ့နေရာကိုလာပြန်ပို့ပေးတာပါလူကျော်ပိုးကျော်လိုက်ပို့ပေးတာပေါ့နော်ဘာကြီးလားကျော်ပိုးကျော်ကိုရကောင်းတော့ကွာโอเคဗီဒီယိုကတော့ဒီလောက်ပဲဒါပေမဲ့ဒီမှာရေးထားတာတော့စေတနာဒီလူတိုင်းနဲ့မတန်းလို့လက်လို့လိုက်ပါပြီတဲ့ဒါကတော့ post ဒီကူညီတဲ့အဖွက်ကတင်ထားတဲ့မူရင်း post ပေါ့လေနော်ဆိုရင်ဒီဦးလေးကတကယ်ချက်ထောက်လေးဖြတ်ထားတယ်တကယ်စီးချိုတွဲတိုးတွေရှိလို့လည်းဖြစ်နိုင်တယ်ချက်ထောက်ကပုတ်နေပြီတဲ့အဲကြောင့်ပရဟိတအဖွက်သွားကူညီပြီးဆဲယုံတင်တယ်ဆဲယုံတင်တော့ operation လုပ်ဖို့ရန်လိုတယ်လို့ပြောတယ်အဲချိန်မှာဦးလေးကသူ့ကိုလည်းသူ့ကူညီတဲ့အဖွဲ့တွေကိုရန်တုတ်ပြန်တာတွေနော်ကန်တာတွေလည်းလုပ်တယ်တဲ့ပြီးတော့မှဆီယမတွေကိုလည်းကန်တယ်အဆောင်လည်းမောင်းထုတ်တယ်ဘာညာတွေဖြစ်လို့တဲ့နောက်ဆုံးမှစေတနာဒီဦးလဲနဲ့ဒီလူနာနဲ့မတန်ဘူးဆိုပြီးတော့မှသူခါတိုင်းနေခဲ့တဲ့နေရာကိုကားနဲ့လာပြန်ပို့တာနောက်ဆုံးမှယုံလိုက်တာကွာတော့မှပြောတယ်ဆိုတော့ဒီမှာပရိသတ်တွေကိုဘယ်လိုထင်လဲဒီပရဟိတအဖွက်နာမည်တော့မရေးထားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့နာမည်ကမရမကတိစရာတော့မလိုလေပရဟိတလူဆိုတာဒီသူတို့လောက်တဲ့ဒီစိတ်ထားသူတို့ခံယူတဲ့ဒီစိတ်ထားတကယ်ရောပရဟိတတမရဲ့စိတ်ထားလားကျွန်တော်အဲ့ဒါကိုပဲမေးချင်တယ်တကယ်ကောပရဟိတလောက်နေတဲ့လူလားဆိုရင်ပရဟိတလောက်တယ်ဆိုရင်ဒီဟာတွေကိုဒီလူနာရဲ့အခြေအနေကိုနားမလည်နိုင်တာလည်းပါတယ်လူနာကဘာကြောင့်ဖြစ်တယ်သူ့ရဲ့စိတ်ခံစားချက်လေးကိုအနည်းအများသူမလက်လာတာ survey မလုပ်ထားတဲ့ပုံပဲအဲကြောင့်ဒီလူနာကိုဒီလိုရဲဆက်ပြောရတာလူနာတယောက်ကတော့သူဒီလောက်ထိအခြေအနေဖြစ်သွားတယ်တာသမီပြည့်စုံမဲ့လူမရှိလို့စိတ်ဒဏ်ရာအမျိုးမျိုးနဲ့အချိန်ကြာသွားပြီးတော့လမ်းဘေးမှာဒီလိုနေရတဲ့လူဟာစိတ်ယုံမှာရောက်သွားတဲ့ချိန်မှာသူစိတ်ကပုံမှန်အခြေအနေမဟုတ်တော့သူကြောက်နေတဲ့ဟာလည်းရှိနိုင်တယ်နော်အထီးကျန်လုံးလို့သူမကောင်းခံစားပြီးတော့ဒဏ်ရာမျိုးမျိုးရှိနိုင်တယ်ဆိုဒီလူကကန်တော့သူချစ်ထောက်တာပြက်နေတဲ့ဟာကိုကန်တော့ဘာဖြစ်မှာမို့လို့လဲဆီယမတွေကိုရန်ပြုတ်လို့ဒီလူကပြုတ်လိုက်လို့ဘာဖြစ်နိုင်မှာမို့လို့လဲလမ်းတော့မလျှောက်နိုင်တဲ့ဟာမို့လားတကယ်ကိုညီချင်တော့ပါဆိုလို့ရှိရင်သူ့ကိုချော့မော့သူ့ကိုတေချာနားထောင်ပဲဒါမှမဟုတ်ရင်နော်ပြီးရင်သူစကားပြောနိုင်တယ်ဆိုတေချာမဲဒါမှမဟုတ်ရင်သူ့ကိုစိတ်ငြိမ်တဲ့ဆဲတွေပါတယ်လေနော်ဆရာဝန်လက်မှတ်ဘာညာလေးနဲ့လောက်ပေးလို့တော့ရမှာလို့ကျွန်တော်အနေနဲ့တော့ထင်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာလေပရဟိတတယောက်ကစလောက်လိုက်ပြီဆိုရင်လူတိုင်းဟာပရဟိတလောက်ချင်တဲ့စိတ်တွေပေါ်သွားရောဟိုတစ်ခါကျွန်တော်သိတယ်မို့လား
ပရာဟိတကားလေဆိုလို့ရှိရင်နည်းနည်းလွယ်တဲ့ပုံပဲနည်းနည်းချောင်းတယ်ပရာဟိတကားလေပေါ်လို့ဒါပေမဲ့နောက်ပိုင်းတကယ်လဲစစ်ဆဲတာတော့ဘာတော့ဖြစ်လာတဲ့ချိန်မှာကြတော့အရေးယူတရားဝင်မှုတွေဘာလဲလောက်လာတဲ့ချိန်ကြတော့အဲ့ဒီပရာဟိတကားတွေကရွာစုံတွေမှာမောင်းပြီးထားကြတယ်တို့နိုင်ငံအဲ့လိုဖြစ်နေတာအဲ့ဒါတကယ်ကူညီနိုင်တယ်တကယ်လဲပရာဟိတစိတ်ရှိတယ်ဆိုမှပဲတိတိယောက်ကူညီတာတော့အကောင်းဆုံးပါပဲလို့အခုလိုကိုကကူညီတယ်ကိုရဲ့ဟာကွဲ့တယ်နားမလဲပဲကိုကဗီဒီယိုရိုက်ပြီးပြန် post လုပ်တယ်ကိုပေါင်ကိုလန်တဲ့ဟာမျိုးကြီးပဲအဲကြောင့်ပရာဟိတသမားရဲ့စိတ်ထားဘလို့ထားတဲ့နဲ့ဘလို့ရှိတဲ့နဲ့အန်ဒီရီဆောင်ရန်ရှောင်းရန်တွေဘလို့မျိုးတွေဖြစ်တယ်ဘလို့မျိုးရှိတယ်ဆိုတဲ့ဟာလေးကိုတေချာခံယူပြီးမှပရာဟိတအသင်းလေးထောင်ပြီးလောက်ကြရင်ဖြင့်တကယ်ကောင်းပါတယ်မြန်မာနိုင်ငံမှာပရာဟိတလောက်တဲ့နေရာဦးကျော်သူတော့ကျွန်တော်အတူယူပါတယ်သူလဲစားတယ်သူနဲ့တဲတဲ့လူဖြစ်ဖြစ်သူ့ကိုရံပြူးတဲ့လူပဲဖြစ်ဖြစ်ဘဒူပဲဖြစ်ဖြစ်သူနဲ့ဆက်သွယ်လာတဲ့လူအပီးထိကူညီတဲ့ဟာတီးခံပြီးလှုပ်တဲ့ဟာကိုတွေ့ရပါတယ်အဲကြောင့်အဓိကပြောချင်တာကတော့ကျွန်တော်မြင်တာကတော့ပရာဟိတစိတ်တဘောမရှိပဲနဲ့ကိုအထင်မြင်တဲခံရမယ့်ဟာတွေနော်ကိုမလဲမစားပြောမဲ့ဒီဟာတွေမကောင်းတောက်ပြန်ချင်းခံရမယ့်အရာတွေကိုမခံနိုင်ပဲနဲ့ပရာဟိတသမားတကယ်ဘွဲ့ရသူတွေပြောပြီးတော့မှမလောက်တာတော့ကောင်းဆုံးပဲလို့ဒီဦးလက်အတွက်တော့စိတ်မကောင်းပါဘူးဒါပေမဲ့တခြားပရာဟိတအသင်းတွေလည်းနဲ့တွေ့ကောင်းတယ်တွေ့မှာဖြစ်ပါတယ်လို့ပရိသတ်တွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်းရေးပေးလို့ရပါတယ် thank you ပါ